ဆာကူရာမျိုးရဲ့ညနေညမှာတော့အရန်ကိုတိတ်ဆိတ်ပြီးစက်ဖို့ကောင်းနေပါတယ်အရာအားလုံးကတော့တာယာနေပါတယ်တာယာရဲဆိုရင်တော့ like လေးပေးခဲ့ပါရှင်နာနေကတော့ subscribe လေးပြုလုပ်ပေးခဲ့ပါဆာကူရာဇလန်ကောင်းကိုဒီရှင်နာမှာပုံမှန်တင်ဆက်ပေးနေပါမယ်အင်တီမှာတော့နိုဝင်ဘာတယောက်အိတ်နေပါတယ်အဲ့ဒီရှင်ရုတ်တရက်ကြီးတကားခောက်တန်ကြီးကိုကြားလိုက်ရပါတယ်အဲ့ဒါကြောင့်နိုဝင်ဘာလဲဟာည3နာရီလောက်ထိုးနေပြီဘယ်သူလာနေရလဲတောက်ခွိုင်မယ်ဟာဧပြီကတော့အိတ်သွားပါပြီအဗီနာနိုဝင်ဘာလဲအိတ်နေပါတယ်ရုတ်တရက်တကားခောက်တန်ကြီးကိုပြန်ကြားလိုက်ရပါတယ်အဲ့ဒါကြောင့်နိုဝင်ဘာလဲနိုးသွားပါတယ်နိုဝင်ဘာလဲမျက်လုံးကြီးပွင့်လာပြီးဟူကြီးတီကြီးရှောက်ကြည့်လိုက်ပါတယ်ဧပြီလဲနိုးလာပါတယ်အဲ့ဒါကြောင့်ဟာအရှိမိုင်ဆိုမှဘယ်သူလာခောက်နေရလဲပြီးတော့အိတ်သွားပါတယ်အဲ့ဒါကြောင့်နိုဝင်ဘာလဲဟဲ့နေပါရှောက်ပြောတာလဲအကွာည3နာရီထိုးနေပြီနိုဝင်ဘာကတော့ကြောက်နေပါပြီငါတော့မအေးရတော့ဘူးဟာတောက်ငန်းနေကြောက်နေပြီဘာတရလဲမသိဘူးဘသူလဲဒီချိန်ဘသူလာနေရလဲအဲ့ဒါကြောင့်ဧပြီလဲအမကလည်းအိပ်ပါမယ်ဆိုမှဘာအယူထနေရလဲလာပါအိပ်မယ်အတန်ဗီဒီမကလာတာဆိုတော့ညီမပဲတွန်းကြည့်လိုက်မယ်အမဘာမှလုပ်မနေနဲ့ဘာတင်မှလည်းမရှိဘူးအဗီနာဧပြီလဲချလာပါတယ်အဗီနာဗီဒီမနာကိုတွန်းလိုက်ပါတယ်အဗီနာသူ့မကိုလှမ်းပြလိုက်ပါတယ်ဒါဆိုမှညီမဖွင့်လိုက်တော့မယ်နော်ပျော်ပြီးဖွင့်လိုက်ပါတယ်အပြင်မှာတော့အဖြေအောင်ပိတ်စကြီးကိုပတ်ထားတဲ့ပိတ်ဖြူသေးရဲ့ကြီးရှိနေပါတယ်ဧပြီလဲလန့်သွားပါတယ်အဲ့ဒါကြောင့်ဧပြီလဲလိုက်ကာကိုအမြင်ပိတ်လိုက်ပြီးသူ့အမနာကိုထွက်ပြေးလာပါတယ်အမလှုပ်ပါအောင်အပြင်မှာတန်ရဲကြီးညီမလေးကြောက်တယ်ပြောတော့မကြောက်ဘူးဆိုအခုတော့ရှီပန်းထားတဲ့ရုပ်ကြီးနဲ့တိတ်နေစမ်းမှာညီမလည်းကြောက်တာပေါ့အဲ့ဒါကြောင့်နိုဝင်ဘာလဲအေးပါမကြောက်နဲ့နော်အမရှိရဲ့အခုတော့အမတို့အိတ်ကြတာပေါ့အတန်မထနဲ့နော်အဲ့လိုနဲ့သူတို့ညောက်လဲကြောက်နဲ့အိပ်ပျော်သွားပါတယ်အဲ့လိုနဲ့ညကနေပြီးတဖြည်းဖြည်းမနက်ကိုရှောက်လာပါတယ်အင်တီမှာတော့ကလောက်လန်စလောနဲ့ဖန်နီတို့ရှိနေပါတယ်ဟာလီလာလည်းမလာသေးဘူးဘာလုံးညာလဲတောက်ရမ်းနေကြာညပဲဟာအဲ့လိုနဲ့သူတို့တွေဖြစ်ချင်တိုင်းဖြစ်ပြောချင်တိုင်းလေးပြောနေကြပါတယ်တစ်ဖက်မှာတော့လီလာတယောက်အဖေနဲ့မေဘီသွားမလို့လဲသမီးကိုပြောပါအောင်အော်အမေတို့နောက်အောက်ထွက်မယ်လို့အဲ့ဒါအိမ်မှာလူမရှိတော့သမီးနေကြလိုက်နော်သမီးတယောက်တည်းနေရမှာလားဒါနဲ့အဖေတို့အမေတို့ကဖေရှင်ပြန်လာမှလဲအမေတို့မနှက်ပြန်လာမယ်သမီးတယောက်တည်းမနေရရင်သမီးတငယ်ချင်းဖန်နေအိမ်သွားအိလိုက်နော်ဟုတ်ကဲ့ဒါဆိုဖေနဲ့မေဂူးဆောင်နော်ဒါဆိုတော့ကြမယ်လေအဗီနာဖန်နီကအဖေနဲ့မေလည်းနောက်ဆုံးမော်ကားကြီးနဲ့နောက်အောက်ထွက်သွားပါတယ်အဗီနာဖန်နီတယောက်သူ့ရဲ့တငယ်ချင်းအိမ်ကိုသွားနေပါတယ်အရာအလုံးကတော့တာယာနေပါတယ်မိုးကလည်းလင်းနာကြောင်ဘာမှတော့မဖြစ်ပါဘူးအဗီနာဖန်နီရဲ့အိမ်ကိုရောက်လာပါတယ်ဟဲ့လီလာညီအခုမှလာလားငါတို့စောင့်နေရမှော်တော်တက်တော်မယ်ဟာပေါင်ငန်းကြာနေပဲအေး sorry ဟာငါအရင်နောက်ကျသွားတယ်ဟာ sorry နော်တငယ်ချင်းတို့အဲ့ဒီချိန်တနေရာမှာတော့နိုဝင်ဘာတယောက်မြန်မာလူကြီးတွေပြေးလာပါတယ်နင်တို့ပြောစရာရှိဟာညငါတို့အိမ်ကိုတည်ရလာတာဟာအရင်ကြောက်ဖို့ကောင်းတာပဲအဲ့ဒီတည်းကပိတ်စားဖြူကြီးကိုပတ်ထားတာဟာအရင်ကြောက်ဖို့ကောင်းတယ်နင်တို့လည်းဂလူဆိုင်ကြအောင်နော်ငါတော့ကြောက်လုံးအဲ့လိုမပြောဘူးလီလာကတော့ကြောက်နေပါတယ်ဒါပေမဲ့ဖန်နီကတော့ဟဲ့တောက်ယူမနင်ဘာရှောက်ပြောနာလဲဘာတည်ရလဲရှီးစားတဲ့တည်ရလားအတိတ်ပဲမရှိရရှောင်ပြောစမ်းပါနဲ့ငါရှုံမမဟုတ်ဘူးနော်ငါတကယ်ပြောနေရဟာငါမလိမ်ဘူးတကယ်ပြောတာတကယ်တငယ်ချင်းရဲ့ငါအဲ့ဒီတဲကြောင်သိရဟာ online ပေါ်မှာခစ်စားနေရလေအဲ့ဒီတဲကအရန်ကြောက်ဖို့ကောင်းတယ်ပိတ်စားဖြူကြီးကိုပတ်ထားရလေသူများရဲ့အိမ်ပေါ်မှာလိုက်ပြီးရှောက်တာဟာအရန်ကြောက်ဖို့ကောင်းတယ်အေးဟာငါလည်းသိရငါလည်းကြားဖို့ရငါလည်းကြည့်ဘူးရအဲ့ဒါဆိုတော့ခွင့်မယ်ဟာဒီနေ့အဖေနဲ့မေကနှက်အောက်သွားတယ်အိမ်မှာငါတယောက်တည်းဘယ်လိုလုပ်ရမလဲငါအရန်ကြောက်ပါဆိုမှဒါဆိုဖန်နီငါနေအိမ်မှာလာအိမ်မှာနော်အေးပါငါအိမ်မှာလာအိမ်လို့ရရင်နော်ဒီစုပဲဟာဒီညတော့ငါအိပ်ပြောင်းမလားမသိဘူးအေးဒါနဲ့အိပ်ရကင်းတော့ယူရမယ်နော်ဟေးငါတို့မုတ်ဆန်းကြမလို့ဟာအရှင်ကြီးကြားနေပြီနော်မုတ်တူလည်းပုတ်ကုန်မယ်အဗီနာမုတ်တီကိုစပယ်ရှယ်ဂရန်ဂျီနဲ့စားကြပါတယ်မဟုတ်ဘူးချီးစားနေရအဲ့လိုနဲ့မနက်ကနေပြီးတဖြည်းဖြည်းညနေဘက်ကိုရှာလာပါတယ်ညနေ9နာရီအချိန်လောက်မှာတော့လီလာနိုဝင်ဘာနဲ့ဖန်နီတို့ရှိနေပါတယ်ငါတော့အိတ်လို့မရဘူးဟာနင်တို့ပဲအိတ်လိုက်တော့နော်ငါကနေရတူးတူးလေးဆိုတော့လီလာနေအောက်မှာအိတ်ရနိုင်မယ်အဲ့ဒါကြောင့်စောင့်နေသွားယူဘလို့လဲလီလာကျုံးနေဟာနေရလည်းအတူတူအိတ်မယ်လေဟာနော်လှုပ်ပါဖန်နီလည်းမျက်လုံးကြီးနဲ့ကြည့်ပြီးမရဘူးအိတ်လို့မရဘူးဒါဆိုလီလာငါတို့သွားကြမလို့ဟာဖန်နီငါလည်းပြန်တော့မယ်နော်ဒါနဲ့လီလာနေဆောင်သွားယူမှာမလားဒါဆိုသွားကြမလို့ဟာအေးအဲ့ဒါဆိုရင်သွားမယ်လေအဲ့ဆိုငါသွားလိုက်အောင်မယ်နော်အေးမြင်မြလာနော်တငယ်ချင်းအရီနာလီလာနဲ့နိုဝင်ဘာလဲဖန်နီအိမ်ကနေပြီးထွက်လာပါတယ်အရီနာလီလာရဲ့အိမ်ကိုကြားလာပါတယ်အဲ့ဒါကြောင့်နိုဝင်ဘာလဲဒါဆိုလီလာငါပြန်တော့မယ်နော်ညီသွားလိုက်တော့ကြားလာငါလည်းပြန်တော့မယ်ဟာမိုးလည်းရှုပ်နေပြီထမင်းလည်းရှက်ရအောင်ပါ
အရီနာနိုဝင်ဘာလဲထွက်သွားပါတယ်လီလာတယောက်တည်းကြံခဲ့ပါတယ်အရီနာလီလာလည်းသူ့ရဲ့အိမ်ထဲကိုသွားလိုက်ပါတယ်အဲ့လိုနဲ့2 နာရီလောက်ကြာမှာတော့လီလာတယောက်အထုပ်ဘိုးတွေကိုပြင်ဆင်လာပါတယ်အရီနာအိမ်ပေါ်ကနေပြီးဆင်းလာပါတယ်တိတ်တော့မများပါဘူးဘိန်းအိတ်ကြီးနဲ့ဆွဲလာတာပါဟာတောက်ရမ်းကြီး4ညပဲဘာလို့အဲ့လောက်တောင်400လဲအရီနာအပြင်ကိုထွက်လာပါတယ်လမ်းတနေရာမှာတော့ကလောက်တယောက်လမ်းလျှောက်နေပါတယ်အဲ့လိုနဲ့လီလာရဲ့အိမ်နာကိုရောက်လာပါတယ်လီလာနဲ့တွေ့သွားပါတယ်ဟိတ်ကလာငါကူပေါင်းဟာတောက်ရမ်းနေလေးနေပြီလောက်ပါအောင် 你阿苗一对啦哩，俺们过年来么喏？ အာနေရလဲအဲ့ဒါဆိုရင်သွားပြီဟာအရီနာလီလာလဲရုပ်တရက်ကြီးရလိုက်ပြီးထွက်သွားပါတယ် Oh my god အရန်နေလေးနေရပဲအရီနာလီလာလဲဖန်နီအိမ်ကိုရောက်လာပါတယ်လီလာတော့အယူမပဲလီလာဟိုပိတ်ဖြူသေးကိုကြောက်နေရဆိုတော့သူဒီမှာအိမ်မှာမဟုတ်ဘူးဒီညာသူ့အိမ်ကငါသွားမယ်ပြီးရင်ရွှေတွေကိုခိုးမယ်အဲ့လိုနဲ့ကလောက်တယောက်ရုံမာနေပါတယ်ဒါဆိုငါရှမ်းသားပြီပေါ့တစ်ဖက်မှာတော့ဖန်နီနဲ့လီလာရှိနေပါတယ်ဟဲ့လီလာငါအရင်ဘလို့လဲလှရမလားကြည့်လိုက်လေဘယ်ညာမစုံကြည့်လိုက်ရန်လှရမလားယင်ကြည့်လိုက်လေအေးဒါနဲ့ငါပြောရအောင်မယ်ဟာညနေခင်းကလောက်ကိုတွေ့တာသူ့ငါအထုပ်လေးတက်ခိုင်းတာကုညင်ဦးလေအဲ့လိုနဲ့ညနေခင်းကနေပြီးတဖြည်းဖြည်းညာဘက်ကိုရောက်လာပါတယ်ကလောက်တယောက်ကတော့ပိတ်စားဖြူကြီးကိုပတ်ထားပြီးတရဲလိုဟန်ဆောင်နေပါတယ်ငါဒီနေ့လေလာအိတ်သွားပြီးရွှေတွေခိုးရတော့မယ်အဲ့ဒါဆိုငါလည်းရှမ်းသားပြီလေလို့ပြောပြီးမြောက်ကြီးလိုခုံစားနဲ့သွားနေပါတယ်အဲ့ဒီလီလာနဲ့ရန်ယူရပဲဘာလာကြောက်နေရလေအကျတော့ခံလိုက်ပေါ့အရီနာလီလာအိုင်နဲ့ကိုရှောက်ကြီးနဲ့မြန်မာလူကြီးတွေပြေးဝင်သွားပါလေရောအရီနာဟိုကြီးရှောက်ကြည့်လိုက်ပါတယ်ဒီမှာဘယ်သူမှလည်းမရှိဘူးမလားအဲ့လိုပြောပြီးလီလာရဲ့အိမ်ပေါ်ထက်ကိုတက်လာပါတယ်သူကတော့ရွှေတွေကိုခိုးရမှာပါဒီမှာဘာမှလည်းမတွေ့ပါလားအော်ဒီမှာနှိတ်ကားတစ်ခုရှိရယ်ဒီပေါ်တက်သွားမှတင်နေအဲ့လိုပြောပြီးအပေါ်ကိုထပ်တက်သွားပါတယ်ဘီနာဗီဒီယိုကိုဖွင့်လိုက်ပြီးရွှေတွေကိုယူနေပါတယ်ရွှေတွေကတော့အများကြီးရှိပါတယ်ပတ်စံနေလည်းထလိုက်ကြည့်ပါအဲ့ဒါကြောင့်သူလည်းရွှေတွေကိုခိုးနေပါတယ်ညာလီလာရဲ့ကွန်ပျူတာနားကိုသွားလိုက်ပါတယ်ညာခိုးသားပါတယ်ရောအဲ့ဒီရှင်လီလာတရားသူ့အိမ်ကအတန်ကြီးကြားတာကြောင့်လက်နိုးလာပါတယ်ဟာဘာတန်လဲလောက်ကြပါအောင်ဟဲ့လီလာနင်ဘာလို့အော်နေလဲလမ်းအောင်လန့်သွားပဲဟာတော်နာငါရအတန်ကြီးကြားနေရတယ်တခိုးဝင်လာတာမသိဘူးလောက်ပါအောင်အနီလည်းဖုန်းဆက်လိုက်ပါတယ်ကဲအဲ့ဒါဆိုမနေ့ခင်းလာခဲ့နော်လီလာတယောက်ကတော့မျက်ရည်တွေထွက်ပြီးငိုနေပါပြီအမတော့ကလောက်တယောက်ပစစ်တွေခိုးပြီးအကူဆင်းလာပါတယ်နောက်အိမ်ပြေကိုရှားလာပါတယ်ဒါပေမဲ့လည်းအိမ်ရရှန်ထဲမှာတော့သူတို့မျိုးအဖေအောင်ပိတ်စာကြီးကိုပတ်ထားတဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်ဟာအရှင်ကဘာလုပ်လဲငါ့လိုလာခိုးရလားမသိဘူးတခိုးတာမသိဘူးတော့ပြီးသူရှိရဲ့လာကိုသွားလိုက်ပါတယ်ဒီမှာဘာလုပ်နေရလဲပြစင်းလာခိုးရလားဒါမှမဟုတ်မုတ်လာစားလားအဲ့ဒီလူလဲလှည့်လာပြီး မဟုတ်ဘူးချီးစားနေရ အာအရီနာအဲ့ဒီတရေကြီးလဲလေးဘက်ကိုတက်လာပါတယ်အာကြောက်ပါပြီကျွန်တော်မတတ်ပါနဲ့လှုပ်ပေးပါနော်လှုပ်ပေးပါ 不要的过呗，俺那叫没有俺啥样的没，俺那就俺就来给，哈哈哈哈，俺比嘛标准啊不，不溜嘞，来没没啦，没来溜嘞没啦不，俺靠多嘛，哈哈哈，哈哈哈哈。ညပစ္စည်းကိုခိုးတဲ့ကလောက်လဲနောက်ဆုံးမှာတော့တရေကြီးခေါ်တာကိုခံလိုက်ရပါတယ်သူတို့ညောက်ကတော့ငရဲပြစ်ကိုရှောက်သွားတာပါအဲ့လိုနဲ့မနက်ကိုရှောက်လာပါတယ်ရွှေတွေကွန်ပျူတာတွေကတော့ကြံ့နေခဲ့ပါတယ်လေလာလို့တတိုက်ကြီးလဲရှောက်လာပါတယ်ဟာဟိုနာရွှေတွေမလားကွန်ပျူတာတွေလည်းပါနေရနော်ဘယ်လိုရောက်နေရလဲဟာဟုတ်တယ်ဟာအဲ့ဒါကဘယ်လိုရှောက်နေရလဲသူတို့ရဲ့ခလန်းလန်းမှာတော့ပတ်စံတွေရွှေတွေကွန်ပျူတာတွေရှိနေပါတယ်ဒါပေမဲ့ဇလန်လေးကတော့ကြောက်ပါပဲနော်ကလားလို့မဖြစ်ရှင်တော့ပစ္စည်းတွေကိုမခိုးကြပါနဲ့ဇလန်လေးကိုကြိုက်တယ်ဆိုရင်တော့လိုက်လေးပေးခဲ့ပါရှင်နယ်လေးကိုတော့ subscribe လေးပြုလုပ်ပေးခဲ့ပါစာကူရာဇလန်ကောင်းတွေကိုဒီ channel မှာပုံမှန်တင်ဆက်ပေးနေပါမယ်